Anu tali zwa balo uzo ma no pasaba re de ego pola bro pro is go chino wa do wa mtang to lo thang na da na ပြီးတော့ခင်ဗျားတို့ no de ego pro is go wa no bo shou za tu nya ba ga ma tro ta phang yu tha bi ge ခင်ဗျားတို့ဒီတိုင်းက ye shang ko plan pi lai be lo pro ga လေးစကားပါ no bo shou za ni bi na tu nya ba ga ma tro ta phang za yu tha lai lo ma bi ဒါဆိုဒီနေရာနေပြီးတော့ခင်ဗျားတို့ဗာပြောချင်သေးတယ် ko ဒီနေရာက လူမျိုးလွမ်းမလို့ရတော့ ဒီနေရာကတော့ကျွန်တော်တို့က လုံးနေလို့ ကြမ်းကြမ်းမှာ ငိုရခိုင်တမျိုးတော်လုံးက စိတ်ပူစရာလည်းမရှိဘူးစိတ်ချပါ ဘိုလ်ရှောလုံးနေ ဒါလည်းကျွန်တော်တို့ကိုညီကိုအရင်လိုပြု အေးအဲ့ကိုဖူလာပြေဥစားပဲအမရောင်နဲ့မရောင်လေးတော့မသိသူများဘာမတော်တခေါင်းယူထားစားကို ကျွန်တော်တို့ရဲ့ပူရှောတော့ဗာပြောချင်လို့ဆိုတော့ ရှိုင်းမျိုးဒီကေဘကလာတော့မသိတဟောက်ရရ မတရားလို့ရှိရင်ပိုင်ရှင်ပေါ်ရင်ပြန်ပြလိုက်ပါ အဲ့ကိုဖူလာပြေကိုပြောတော့ဟာရအောင် ရဲတန်းကရက်ပါတော့ခမရဒီလိုတရားလုံနေတာတွေကြောင်း နာဘူးနာ မှာပေးဆက်လိုက်ရတဲ့အသက်တွေလည်းများပါပြီမိသားစုနဲ့ ရှို ကို င်း ယ် မျိုး ကြီးရ ဒီ တဲ့ က အတွက် စားပဲ လည်း မော များ င် ပါ လေး ပြီ လို့ဒီကိုမမ ကိုပြန်ပြလိုက်ပါမတင်ဘူးရမလို့ ကျွန်တော်အမရောင်ကတော့ရှမ်းစာ ပြီးတော့ မတန်းတော်လို့မရောင်နဲ့ ဘူဆုံးမင်းအောင်လည်း ဒါနဲ့ရှိုင်းမျိုးအမရောင် ရှင်တာက တခေါက်ရှိ စေသားဆိုရင်စေသားအရှင်းရှင်းပဲတိတ်ပါအပြစ်မရှိတဲ့ပြည်သူတွေကိုရဲဆက်ဆက်တက်ဖြစ်တဲ့အလုပ်တွေကိုလည်းရဲတန်းကရက်ပါအများရောက်ကြောဆိုရင်ရောက်ကြောအလုပ်ကိုလုပ်ပါရောက်ကြောပြီးရောက်ကြောရှင်းရှင်းရန်ဖြစ်ပါဘာမှမဆိုင်တဲ့ပြည်သူတွေရဲ့အသက်ကိုတွားပြီးတော့ရဲဆက်ဆက်မသက်ဖြစ်ပါနဲ့လို့ပြောရှင်ပါတယ်တကယ်ကြီးလက်ဆက်ဟုတ်နောက်ဆုံးနေနဲ့ညာ အေးကနေမိနာတိတ်နေလို့ ကျွန်တော်လည်းပြောချင်တာကတော့ကျွန်တော်တို့ ပြရရဲ့ပုံစံ တွေကို pro ဟိုကတော့ နေပြီးတော့ခါပြီးတော့ပြောချင်ပါတယ် ထောင်ကိုလိုရှောင်ကတော့က ဒါဆိုရင် ရာကနဲ့လောက်တော့ပြဆက်ကြရဟိုပါအပရိဟင်းအပရိမဟင်း ကျွန်တော် မျိုးတော်ရဲ့လွဲမလောက်ရှောင်လေ ကျန်တဲ့တက်ဖွဲ့ဝင်တွေကိုပြောရှင်တာကတော့ဆက်ပြီးမိ ဒီ န်း နေ့ လေး ဘောတော့ကပြဆက်ကြရလေ ဆက်ပြီးလဲတိတ်လဲမတိတ်စီရင်တော့ပါဘူးအတူမရှိတဲ့ ကျွန်တော်မှငါတော့တန်လို့ထားတယ် မှန်တရားဖက်ကပဲရက်တီ ကိုလူမျိုးတစ်မျိုးတော်လုံးနောင်လာနောက်တော့တမနီကပါအောင်စောဟိုလွဲမလောက်ဘူးဆို ကရက်တီပြီးမှန်ရာကိုပြန်တော့ကြပါ ဘိုလ်ရှုပ်ကခရီးအမရောင်နဲ့တိတ်ထုံးပြီး ကျွန်တော်တို့ရဲ့တက်ဖွဲ့ဝင်တွေကိုပြောရှင်တယ်ကျွန်တော်တို့ရဲ့အသက်တွေကဘာမှတန်ဖိုးရှိတဲ့အရာတွေမှာပြည့်စက်နေရတာပါ ပြီးခဲ့တဲ့ပြောက်ခဲ့တဲ့ တော သား င်း တော့ စားဖို့အတွက်ပြည့်စက်နေရတယ်လို့ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ရဲ့တက်ဖွဲ့ဝင်တွေ တော်နေကြတော့ခေါင်းလိုကြောင်ရာလို့ဆိုရပါလေအခုဒီအဲ့ကိုပြောနေစားကဒီသူများပါမတော်တဖန်ယူထားစသည်ကိုပြန်ပြီးလေးလို့ဆိုရင်ကျွန်တော်ဘူကျော်သာသူများပါဇာန်တကူမတော်တဖန်ယူထားလေရှိမျိုးတီးပခဲ့လားကျွန်တော်ဘူကျော်ကျွန်တော်အမှန်နဲ့တော့ဟာတခုလေးသူများပါမတော်တဖန်မယူတိတ်လို့ခိုင်လို့တောင်မှညင်းမေးညာမေး